သားဖြူဖို့အတွက် body care ကိုဆက်လိုက်သုံးချင်ပါတယ်ဆိုတဲ့သူတွေကကိုရီးယားနည်းပညာနဲ့ထုတ်ထားတဲ့ skin editor set လေးရှိပါတယ်ရှင်။ဒီမှာဘာတွေပါမှာလဲဆိုတော့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဆဲသေးတွေကိုဖယ်ရှားပေးနိုင်တဲ့ secret ပါမယ်။လိန်တန်းတကယ်ပြောတာသုံးဘူးသမျှ secret တွေထဲမှာတော့လေဒီကောင်အကြိုက်ဆုံးပဲ။သူရဲ့ texture ကိုပြန်ရတဲ့ result ကို skin ကချောချောလေးဖြစ်သွားပြီးတော့လေ shower effect ပါတာမို့ shower ပြန်သုံးစရာမလိုဘူး။အနံ့တော့ကြိုက်ဘူး။အသားဖြူတဲ့နှုံနှဆမြင့်ပေးဖို့အတွက် body serum လေးကိုလည်းတွဲသုံးပေးပါ။ niacinamide percent လည်းမေဘုံ10%ဆိုတော့လေအရန်အမဲဆက်တွေကိုတိတာတက်တာစီပါတယ်။ serum 6သွားပြီးဆိုတာနဲ့အတွက် 8 booster cream လေးကိုလိမ့်ပေးပါ။ retinol ပါတာမို့အသားယူတင်းရင်းစီပြီးတော့မှဆိုတက်ကိုတိတိချာချာလေးထိမ့်ပေးပါတယ်။နောက်ဆုံးတစ်ခုကတော့ bad review များတဲ့တုံးအဆန် cream လေး။သားဖြူဖို့အတွက် body စကဲမယ်ဆိုရင် SPF ပါတဲ့ sun cream လေးတွေကိုမဖြစ်မနေလိမ့်ပေးဖို့လိုပါတယ်။သူ့ထဲမှာ vitamin C 3မျိုးပါဝင်တာမို့အမဲဆက်အမာရွက်တွေလည်းတက်တာစီပြီးတော့သုံးသစ်လင်းသွားစီပါတယ်။အကွေကြီးတောင်မကြိုက်ဘူးဆိုရင်တခြားဟာလေးကိုအစားထိုးပြီးတော့သုံးပေးပါ။လိမ့်ပြီးတော့6ကြီးဆိုတဲ့သူတွေက serum နဲ့တွဲသုံးပေးချွေးတိုင်းအရေးပြောလာတယ်ဆိုတာလေဒီ brand မှမဟုတ်ဘူးအရင်ဒီ Jade lotion ဆိုလဲသူလည်းအဲ့လိုအရေးပြောတယ်ပေးတဲ့ effect တွေကတော့မတူဘူး Jade ရဲ့ lotion ဆို2023လောက်ကလေးကသုံးဘူးလားသူကကြောက်အဲ့လိုဝင်းဣပြီးဖြူတက်လာတဲ့ effect ကိုရတယ်ပေါ့နော် body အတွက်တိတိချာချာလေးတိုင်မင်းဆွေးနေပြီးမှလည်းဝယ်လို့ရပါတယ်မဟုတ်ချင်နေဆိုရင်တော့ Magic Page နဲ့ inbox မှာလာမလို့ရပါတယ်ရှင့်